1949ခုနှစ်ကနေစတင်ခဲ့တဲ့နယ်မြေပြဿနာဟာဒီနေ့ဒီချိန်ထိမဖြေရှင်းနိုင်တဲ့အရာတစ်ခုဖြစ်ရှင်သန်နေသေးပါ။အိန္ဒိယပါကစ္စတန်နိုင်ငံစလုံးကလူချင်းနေတဲ့ကက်ရှမီးယားဒေသဆိုတာပါတယ်။ပါကစ္စတန်ကနေခွဲထွက်သွားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြောင်းဟယ်လိုအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုနဲ့အားလုံးကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံကြားဖြစ်နေတဲ့ပြိပခါတွေကလည်းလေ့လာကြည့်ရအောင်ပါကစ္စတန်နိုင်ငံဆိုတာကအိန္ဒိယကနေ1949ခုနှစ်ဩဂုတ်လ14ရက်နေ့မှာဗြိတိရှတို့ကအိန္ဒိယနိုင်ငံကိုဘာသာရေးမတူညီတဲ့အကြောင်းပြချက်နဲ့အိန္ဒိယနဲ့ပါကစ္စတန်ကိုလွတ်လပ်ရေးခွဲဝေသတ်မှတ်ပေးခဲ့တာပါပါကစ္စတန်တော်မှအရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန်ဆိုပြီးနှစ်ပိုင်းခွဲထားသေးတာပါအရှေ့ပါကစ္စတန်ကတော့အခုလက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပြီးတော့မှအနောက်ပါကစ္စတန်ကတော့အခုပါကစ္စတန်နိုင်ငံပါဒီလိုမျိုးဘာသာရေးမတူညီတဲ့အကြောင်းပြချက်နဲ့နိုင်ငံကိုနှစ်ပိုင်းခွဲပြီးတဲ့နောက်မှာတော့လူဦးရေ10 တန်းကျော်လောက်ဟာသူတို့ဘာသာရေးရှိတဲ့နိုင်ငံတွေစီကိုပြောင်းရွှေ့မှုကြီးတစ်ခုဖြစ်လာခဲ့ပါတယ်အိန္ဒိယနိုင်ငံဟာဟိန္ဒူဘာသာအများစုနေထိုင်ကြတဲ့အတွက်ဟိန္ဒူဘာသာဝင်အများစုဟာအိန္ဒိယစီကိုပြန်လာခဲ့ရပြီးအဲဒီလိုပဲမွတ်စလင်အများစုကလည်းသူတို့မွတ်စလင်တွေဘာသာရှိတဲ့ပါကစ္စတန်စီကိုပြောင်းရွှေ့သွားခဲ့ကြပါတယ်ဒီလိုမျိုးနိုင်ငံတစ်ခုကိုနှစ်ပိုင်းခွဲခြားလိုက်တဲ့အတွက်ဘာသာရေးပြဿနာတွေနောက်ပြီးလူမျိုးရေးပြိပခါတွေဖြစ်ပေါ်လာခဲ့ပြီးလူရေတန်းလောက်ဟာအသက်ပေးဆုံးရှုံးခဲ့ရတဲ့အထိပြင်းထန်လာခဲ့ပါတယ်ဒီလိုမျိုးပြိပခါတွေတဲကမှအိန္ဒိယနဲ့ပါကစ္စတန်ဟာဒီနေ့ဒီချိန်ထိမပြေရှင်းနိုင်တဲ့အရာတစ်ခုကတော့ကက်ရှမီးယားဒေသပါကက်ရှမီးယားဒေသဆိုတာအိန္ဒိယရဲ့မြောက်ဘက်ခြမ်းအနောက်ပါကစ္စတန်နဲ့တောင်တရုတ်တို့ကြားမှာတည်ရှိနေတာပါကက်ရှမီးယားဒေသဆိုတာတချမ်းရကိုပိုင်အောက်ချုပ်မှုနဲ့ရှိခဲ့တဲ့နေရာတစ်ခုပါဒီလိုမျိုးနိုင်ငံတစ်ခုကိုမပိုင်းခွဲခြားပြီးတဲ့နောက်မှာတော့ကက်ရှမီးယားဒေသဟာပါကစ္စတန်နဲ့အိန္ဒိယကြားကိုရောက်ရှိသွားခဲ့ပါတယ်အဲဒီတော့ကြလဲပြည်ရှားတို့ကကက်ရှမီးယားဒေသကိုပါကစ္စတန်ဘက်ဝင်မလားဒါမှမဟုတ်အိန္ဒိယဘက်ဝင်မလားဆိုပြီးကိုပိုင်ရွေးချယ်ခွင့်ပေးအပ်ခဲ့တာပါအဲ့ဒီမှာပြဿနာအားစပြီးဖြစ်လာခဲ့ပါတယ်ကက်ရှမီးယားဒေသရဲ့အစပိုင်းကာလတွေဆိုရင်ဟိန္ဒူအများစုကနေထိုင်ကြတာပါဒါမဲ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းမွတ်စလင်တွေကပဲကြီးစိုးလာခဲ့ပြီးမွတ်စလင်ဒေသတစ်ခုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဒေသကိုထိန်းချုပ်အုပ်ချုပ်တဲ့လူကတော့ဟိန္ဒူဘာသာဝင်မဟာရာဂျာပါသူကဟိန္ဒူဘာသာဝင်ဖြစ်တဲ့အတွက်ဒီနေရာမှာပဲပြဿနာစပြီးဖြစ်လာခဲ့ပါတယ်သူကဟိန္ဒူဘာသာဝင်ဖြစ်တဲ့အတွက်ဟိန္ဒူဘာသာရှိတဲ့အိန္ဒိယနဲ့ပူးပေါင်းဖို့ဆရာထက်တန်ခဲ့ပါတယ်ဒါမဲ့သူဒေသသူအောက်ချုပ်တဲ့ဒေသအများစုလူမျိုးကတော့မွတ်စလင်လူမျိုးပါမွတ်စလင်လူမျိုးအများစုကသူတို့ဘာသာရေးရှိတဲ့ပါကစ္စတန်စီပဲပူးပေါင်းဖို့ဆရာထက်တန်ခဲ့တာပါမဟာရာဂျာကက်ရှမီးယားဒေသဟိုဘက်နဲ့ပူးပေါင်းမလို့ဒီဘက်နဲ့ပူးပေါင်းမလို့စဉ်းစားနေတဲ့အချိန်မှာပဲမွတ်စလင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဟာကက်ရှမီးယားဒေသကိုစိုက်ပြီးတိုက်ခိုက်လာခဲ့ပါတော့တယ်မဟာရာဂျာတိုက်ခိုက်ခံရတဲ့အချိန်မှာကူညီခဲ့တဲ့လူကတော့အိန္ဒိယပါအဲ့ဒီတော့ကြောင့်လဲမဟာရာဂျာအိန္ဒိယစီပူပေါင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့လည်းဒီနေရာမှာနေထိုင်သူအများစုဟာမွတ်စလင်တွေဖြစ်တဲ့အတွက်ဒီဆုံးဖြတ်ချက်ကိုတော့လက်မခံကြပါဘူးအဲ့ဒီတော့ကြောင့်လဲ1949ခုနှစ်1948ခုနှစ်မှာအိန္ဒိယနဲ့ပါကစ္စတန်စပြီးနယ်မြေဆောက်လုပ်ပါတော့တယ်မွတ်စလင်တွေအများဆုံးရှိတဲ့ဒီနေရာကိုပါကစ္စတန်ကလည်းလိုချင်တယ်လို့တစ်ဖက်မှာလည်းအောက်ချုပ်တဲ့လူကဟိန္ဒူဘာသာဝင်တွေဖြစ်တဲ့အတွက်အိန္ဒိယကလည်းဒီနေရာကိုလိုချင်နေတာပါစစ်ပွဲဟာနှစ်နဲ့ငယ်ကြာခဲ့ပြီး1949ခုနှစ်မှာတော့ကုလသမဂ္ဂနေပြီးတော့ဒီနေရာကိုစစ်မဲ့ဆောင်ဖြစ်သတ်မှတ်ပေးခဲ့ပြီးယာယီအပြည့်ရကြဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါမဲ့လည်းဒီထောက်ပြန်ချက်ဟာဒီနေ့ဒီချိန်ထိအပြည့်တက်အပြည့်ရနိုင်ခဲ့တာတော့မဟုတ်ပါဘူး။ကက်ရှမီးယားဒေသရဲ့တဝက်လောက်ကိုအိန္ဒိယကပိုင်ဆိုင်နေပြီးတောင်ပေါ်တစ်ပုံကတော့ပါကစ္စတန်ကပိုင်ဆိုင်နေတာပါ။ကျန်တဲ့ငါးပုံတစ်ပုံကတော့တရုတ်ကလည်းပိုင်ဆိုင်နေတာပါ။ဒီနေရာမှာညင်ပေါ်မှုဖြစ်နေတဲ့နေရာကတော့တရုတ်နဲ့အိန္ဒိယနယ်မြေညှင်းပေါ်မှုပြဿနာနောက်ပြီးအိန္ဒိယနဲ့ပါကစ္စတန်နယ်မြေညှင်းပေါ်မှုပြဿနာပါဒီနေရာမှာထိတ်တိုက်တွေ့နေတဲ့တောင်နိုင်ငံစလုံးဟာနျူကလ িয়ার ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေပါမကြာခင်လကမှဖြစ်ပွားခဲ့တဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားပြိပခါမှာတိုက်လေယာဉ်တွေပါထုတ်တောင်းလာခဲ့ပြီးနျူကလ িয়ার ချိန်ချောက်မှုတွေထိရှိခဲ့တဲ့နေရာတစ်ခုပါနောက်ပြီးဘင်္ဂလားဒေ့ရှ်ကတော့1990ခုနှစ်ဒီဇင်ဘာလမှာပါကစ္စတန်ကနေခွဲထွက်ပြီးကိုပိုင်နိုင်ငံတွေတစ်ခုဖြစ်လာခဲ့ပါတယ်ဗြိတိရှတို့လွတ်လပ်ရေးခွဲဝေတုန်းကဘင်္ဂလားဒေ့ရှ်ဆိုတာအရှေ့ပါကစ္စတန်နဲ့ရှိနေတာပါအကြောင်းပြချက်ကတော့ပိုးဝယ်တဲ့ဘာသာရေးတူညီတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်ဒါပေမဲ့ဘာလို့ခွဲထွက်သွားလဲဆိုရင်နောက်ပိုင်းမှာပိုးဝယ်တဲ့ဘာသာရေးတူပေမဲ့လူမျိုးစုကြတော့မတူပါဘူးပါကစ္စတန်အစိုးရကဘင်္ဂလားဒေ့ရှ်တွေကိုခွဲခြားဆက်ဆံတယ်လို့နောက်ပြီးတန်းတူခွဲရေးလည်းမရရှိခဲ့ပါဘူးဒီလိုမျိုးကိုးဝယ်တဲ့ဘာသာရေးတူပေမဲ့လူမျိုးစုမတူညီကြတဲ့အတွက်ယဉ်ကျေးမှုတွေအယူဝါဒတွေလည်းအကြီးကျယ်ကွဲလွဲနေခဲ့တာပါအဲ့ဒီတော့ကြောင့်လည်း1990ခုနှစ်မတ်လမှာဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးအတွက်တော်လှန်ရေးစတင်ခဲ့ပြီးပါကစ္စတန်စစ်တပ်ကနေဒီနေရာကိုအကြီးကျယ်နှိပ်ကွပ်ခဲ့ပြီးတပ်ဖြတ်မှုတွေထိရှိခဲ့တာပါ
ဒါမဲ့ဘင်္ဂလားဒေ့ရှ်တော်လှန်ရေးမှာနောက်ကွယ်ကနေကူညီခဲ့တဲ့လူကတော့အိန္ဒိယပါအိန္ဒိယဟာဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်ပေါက်လာခဲ့တဲ့အထိကူညီပေးခဲ့တဲ့နိုင်ငံပါ1990ခုနှစ်မဲလအနေစတင်ပြပေါ်ခဲ့တဲ့တော်လှန်ရေးဟာ6လတာကြာမြင့်ခဲ့ပြီးဒီဇင်ဘာလမှာတော့တရားဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ပါကစ္စတန်တို့ကဒီနေရာမှာရင်းနှိုက်ခဲ့ပြီးလက်နက်ချအရှုံးပေးခဲ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်ထွက်လာခဲ့ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့လူအားလုံးကျေးဇူးတင်ပါတယ်